ဟောင်းလေးဒီနေ့တနေ့ကုန်လုံနေရဘယ်ခန်းလုံနေရလဲ မဟုတ်ရဘူးခန်းလို့တော့ခန်းမဟုတ်ဗျတိုက်တယ်ဟိုဟာကိုရှာလုံးနေတယ်အော်ဟုတ်မြန်မာနက်ကလားဟုတ်တယ်ဗျဟောမေးကြည့်တာမေးဟောရမမီးစပင်းနဲ့ဖွာလာကြီးဖြစ်နေလားသူတို့တနေကုန်လုံနေတာဘာလုံနေတာလဲဆိုတော့ဘယ်အခန်းကိုတက်တာလဲဆိုအခန်းတက်တာမဟုတ်ဘူးတဲ့ရှိသမျှကြိုးတွေကိုပြန်လုံနေတာတဲ့ဘာမှမသိဘူးသူတို့ပြောတာကို closure လုံနေတာတဲ့ closure ဆိုတာပိတ်တာကွာSURE closure သူတို့က closure လို့ပြောတယ်ဒါဘာမှန်းတော့မသိဘူး 4F 4516 YGN စနစ်နဲ့လာတာဘယ်ရလဲဆိုတော့မြန်မာနက်ကတဲ့ဒါရေနောက်ဖေးပြီးမပိတ်ဘူးနောက်တော့မှလားရှူရှူ